CAN စနစ်ကြောင့်ဖုန်းတိုင်းအခွန်35%ဆောက်ရမယ်ဖုန်းစီတွေအဆောက်တန်းတက်ရတော့မယ်ဆိုပြီးတော့စိုးရိမ်နေကြပြီလားဒီနေ့ CAN system ရဲ့အခွန်35%ဆိုတာဘာလဲဆိုတာကိုကျွန်တော်လွေးသူရှင်းနဲ့ရှင်းပြပြပါမယ်တကယ်ပဲ35%ဆောက်ရမှာလားတကယ်တော့ဖုန်းအလုံးတွေအခွန်35%ဆောင်းရမှာမဟုတ်ပါဘူး Official ဖုန်းကုမ္ပဏီကတရားဝင်တင်သွင်းလာတဲ့ဖုန်းတွေကအခွန်5%ဝန်းကျင်ပဲရှိတာပါ35%ဆိုတာဘယ်ကလာလဲအခွန်မဆောင်မဲ့တရားမဝင်လမ်းကြောင်းကနေခိုးလင်းလာတဲ့ဖုန်းတွေကို CAN မှာ register ပြန်လုပ်တဲ့အခါမှာတော့ပုံမှန်ပေးဆောင်ရမယ့်ခွန်10%ခွန်ဆောင်တဲ့အတွက်ဒဏ်ကြီး25%စုစုပေါင်း35%ဖြစ်သွားတာပါဒါကြောင့်ဖုန်းဝင်ခင်ဘာတွေကိုအရင်စစ်ရမယ်ကိုယ့်ဖုန်းရဲ့ IMEI ကိုဒီ website မှာအရင်စစ်ဆေးလိုက်ပါအကယ်၍ test pay status မှာပိတ်လို့ပြနေ iPhone ကခွန်ဆောင်ပြီးသားမလို့စိတ်ချလက်ချဝယ်သုံးလို့ရပါတယ်။စိုင်သမားတွေရဲ့အခွန်ဆောင်မှုကြောင့် user တွေဘက်ကဒဏ်ကြေး25%ကိုထပ်ဆင့်ပေးဆောင်စရာအကြောင်းမရှိပါဘူး။စိုင်ရှင်များအနေနဲ့လည်းကိုယ့်အကျိုးမြတ်တစ်ခုတည်းကိုမကြည့်ပဲ user တွေပေါ်ကိုစေတနာထားပြီးမှန်မှန်ကန်ကန်နဲ့ရောင်းချပေးဖို့တိုက်တွန်းကြပါတယ်။